ရှေးလူကြီးတွေပြောလေရှိတာကတော့ယုံကြည်မှုဟာတောင်ကိုယ်တော်ရွှေ့နိုင်တယ်တဲ့ဒီကနေ့မှာတော့အညာကတမာတန်းရွာလေးမှာအဲ့ဒီယုံကြည်မှုကဘလောက်ထီအောင်ထိရောက်သွားတယ်လဲဆိုတာကိုပြောပြပေးသွားမယ်နော်တမာတန်းရွာဆိုတာကအညာနေပူပူအောက်မှာတစ်ပင်ရိပ်ဝေးဝေးဆာဆာနဲ့အေးချမ်းလှတဲ့ရွာကလေးတစ်ရွာဖြစ်တယ်သို့တော့အဲ့ဒီရွာလေးမှာထူးဆန်းတဲ့လူတစ်ယောက်ရှိတယ်သူကတော့တရွာလုံးကဆရာကြီးလို့တလေးတစားခေါ်ကြတယ်ဦးဘိန်းတော်ပဲဖြစ်ပြီးတယ်ဆရာကြီးကခေါင်းပေါင်းဖြူကြီးကိုပေါင်းထားကအမြဲတမ်းပခုံးမှာလွယ်အိတ်အနီကြီးကိုလွှဲထားတတ်လေတယ်သူ့ရဲ့မျက်လုံးများကစူးရှလွန်းတဲ့အတွက်ရွာသားများကသူ့ကိုနတ်ဆရာတရားမင်းကလွှတ်လိုက်တဲ့သူဆိုပြီးယုံကြည်ကြလေတော့တယ်ဆရာကြီးမှာထူးခြားတဲ့စေနီးတစ်ခုရှိတယ်ထိုစေနီးကတော့တရွာလုံးကိုကင်လှုပ်ထားနိုင်တဲ့စေနီးဖြစ်တယ်ဘယ်သူပဲလားဘာယောဂပဲဖြစ်ဖြစ်ဆရာကြီးကမျက်တောင်တစ်ချက်မခတ်ဖဲညှိုးပေးလိုက်တဲ့စေညွန်ကတော့မကြီးသည့်တစ်ကြက်သားစားတစ်ကြက်သားစက်ပြားရီတစ်ကြက်သားဆိုတာပဲဖြစ်လေတော့တယ်ဝမ်းပုတ်ဆင်းပြီးယောဂကင်းစေရမယ်ဆိုပြီးလဲဆရာကြီးကအာမခံလေးရှိတယ်အသိဉာဏ်ပညာနဲ့တဲ့ရွာသားတွေကတော့ရွာမှာစီးစရာမရှိတဲ့အတွက်ဆရာကြီးကိုသာကိုးခွေကြလေတော့တယ်တနေ့တော့ဝမ်းချုပ်တဲ့လူနာတယောက်ရောက်လာပြီးထိုစေးနီအတိုင်းဖြော်ပြီးတောက်ခိုင်းလိုက်ရအပုတ်တွေဆင်းပြီးဟန်ကျသွားလေတော့တယ်တရက်မှာတော့ရွာသားတယောက်ရဲ့ကြွေးကြီးတကောင်ပျောက်သွားလေတယ်ကြံရမရတဲ့အဆုံးမှာတော့ရွာသားတယောက်ကစီးစရာကြီးထံကိုသွားပြီးအကူအညီတောင်းဖို့ပြောတယ်ကြွေးပြောက်တဲ့ရွာသားရဲ့ဖခင်ကကျွေးပြောက်တာနဲ့ဘိန်းတော်ဆရာဘာဆိုင်လို့လဲဆိုင်လားမဆိုင်လားတော့မသိဘူးဆရာကြီးကတော့တကယ်စွမ်းတာဗျဆိုပြီးပြောကြပြန်လျောက်ကျွဲရှင်ရွာသားကဒါဆိုလေဆရာကြီးကိုသွားမိမယ်ဆိုပြီးပြောလိုက်လေတော့တယ်ထုံးစံအတိုင်းပဲဆရာကြီးကတော့မကြီးဒီတစ်ကြက်သားစားတစ်ကြက်သားစက်ပြားရည်တစ်ကြက်သားကိုအရေးဖြော်ပြီးတောက်လိုက်ပျောက်နေတဲ့ကျွဲကိုပြန်တွေ့လိမ့်မယ်စိတ်အေးအေးထားပြီးသားပြန်တော့ဆိုပြီးပြောလိုက်လေတော့တယ်ကျွေးပြောက်တဲ့ရွာသားရဲ့အဖေကကျွေးပြောက်တာနဲ့ဝမ်းတော်စီနေကဘာဆိုင်လို့လဲဆိုပြီးပြောရဒါဖြစ်သူကပျောက်တာကျွန်တော်ကျွေးအဖေမတောက်ချင်ကျွန်တော်တောက်မယ်ဆိုပြီးဝမ်းတော်စီတောက်ပြီးကျွေးပြောက်ကိုဆက်ရှာကြလေတော့တယ်တောက်ထားတဲ့ဝမ်းတော်စီအရှင်ကြောင့်ကျွေးပြောက်ရှာရင်ဟိုခြုံတိုးရဒီခြုံတိုးရနေပဲနောက်ဆုံးတော့ကျွေးတခိုးတွေဝှက်ထားတယ်ခြုံထဲမှာကျွေးကြီးကိုပြန်တွေ့တော့တယ်အတိညာနေတဲ့ရွာသားတွေကတော့တို့ဆရာကြီးကကျွေးပြောက်တာလဲနိုင်တာပဲဆိုပြီးအထင်ကြီးပြီးရင်ကြီးနေကြလေတော့တယ်ကျွေးပြောက်တဲ့သူကိုပင်ထိုးဆေးတိုက်ပြီးကျွေးပြောက်ကိုပြန်တွေ့စေတယ်ဆိုတဲ့ဆရာကြီးရဲ့ခုံသတင်းကတော့ဓမ္မရန်ရွာကိုကြော်ပြီးတနေ့လုံးထိပြန့်နှံ့နေတော့တယ်ဒေါ်ပူကအသက်40ရှိတော့လေနှက်ခမ်းဒီကလေးရဲအောင်ဆိုးတတ်ပြီးလက်ခွက်ကြားကလေးနဲ့အမြဲတမ်းစတိုင်ထုတ်တတ်သူဖြစ်တယ်။ဒေါ်ပူကရွာမှာတဦးရဲသောအပြိုကြီးဖြစ်တဲ့ဖြင့်ညဘက်လာတာတာအောက်မှာအိမ်ရှိကွပ်ပစ်ပေါ်မှာထိုင်ရင်တက်ပြင်းကြီးချရသည်မှာကလည်းအကျဉ်းချင်းအထီးကျန်ချင်းဆိုတဲ့ဝေဒနာကဒေါ်ပူကိုနေညမပြတ်နှိပ်စက်နေတော့တယ်။ဟဲ့ပူနင်ဒီတိုင်းဆိုအယိုးထုတ်တော့မယ်ဆရာကြီးဘိန်းတော်စီသွားပြစမ်းပါသူ့စင်းကြီးကကျွေးပြောက်တာတောင်ပြန်တွေ့တာနင့်အတွက်လင်ကောင်းတယောက်မတွေ့နိုင်စရာအကြောင်းမရှိဘူးဆိုပြီးဘေးအိမ်ကအတော်ကြီးတွေကဝိုင်းပြီးတိုက်တွန်းကြလေတယ်ဒေါ်ပုကတော့ရှက်လဲရှက်စိတ်လဲဝင်စားလာတဲ့ဖြင့်နောက်ဆုံးမှာတော့သူမရဲ့အထီးကျန်ဝေဒနာကိုကုသရန်အတွက်ဆရာကြီးထံသွားရန်ဆုံးဖြတ်လိုက်လေတော့တယ်နောက်နေ့မနက်မှာတော့ဒေါ်ပုလဲအဝိအစားတေချာဝိခါတနခါကိုတီတီချာချာလိမ့်ချဲပြီးဆရာကြီးစီကိုရောက်လာလေတော့တယ်အိမ်မှာလူနာများကလည်းစောင့်နေကြသဖြင့်ဒေါ်ပုလဲမျက်နှာပူပူနဲ့ပင်ဝင်သွားလေတော့တယ်ဟဲ့ဒေါ်ပုနင်ကဘာဖြစ်လို့လဲကြည်ရတာတော့ကျမ်းမာကြီးကောင်းပုံပဲဆိုပြီးဆရာကြီးကမေးလိုက်တယ်ဒေါ်ပုလဲဘေးပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ခါတူ
တိုးတိုးလေးပြောရှာတယ်ဆရာကြီးကျမလေးရှစ်ဆရာကြီးမို့သူများကိုမပြောပါနဲ့ကျမတယောက်တည်းနေရတာတိတ်ပြင်းတာပဲညဆိုရင်လဲရင်ထဲမှာမအေးဘူးတခုခုလိုးနေတယ်လို့ပဲဆရာကြီးကပြုံးဆဆနဲ့လူရင်းကိုပြောစမ်းမှာဒေါ်ပုရဲ့ငါမှလူနာတွေအများကြီးသူ့ဆိုလိုက်ရဒေါ်ပုကလည်းမျက်လုံးကလေးမှိတ်ပြီးကျမအိမ်တော်ပြုတ်ချင်လို့ပါဆရာကြီးဆိုပြီးပြောင်းမဲပြောချလိုက်တော့တယ်လူနာများလဲအန်အော်ပြီးငြိမ်ကြသွားလေတော့တယ်ဆရာကြီးကတော့အေးအေးစီစီပဲအေးဒါကတော့အခက်ကြီးမဟုတ်ဘူးဒေါ်ပုနင်ဒီနေ့ညပဲမကြီးတီးတစ်ချက်သားစားတစ်ချက်သားစက်ပြားကြီးတစ်ချက်သားဖြောတာတောက်လိုက်မနှက်ဖြန်နင့်ကိုပွေ့ချီမဲ့သူပေါ်လာလိမ့်မယ်အဲ့ဒီတော့မှငါကျေးဇူးကိုမမေ့နဲ့ဒေါ်ပုမှာဝမ်းသာအားရနေစေနီကိုယူကအိမ်သို့အပြေးပြန်လေတော့တယ်သူမရဲ့စိတ်ထဲမှာတော့နတ်သားတစ်ပါးပါးကဆင်းပြီးချီမသွားမလားဆိုပြီးစိတ်ကူးရင်နေမိတော့တယ်ညရောက်တဲ့အခါမှာတော့ဒေါ်ပုလည်းဆရာကြီးမှာတဲ့အတိုင်းဆေးကိုအချိုးကျဖြော်ကတောက်ချလိုက်လေတော့တယ်ခဏအကြာမှာတော့ဒေါ်ပုရဲ့ဘိုက်ထဲမှာအတန်များမြည်လာလေတော့တယ်မကြီးသီးနဲ့စက်ပြာရည်ရဲ့အစွမ်းကလည်းချက်ချင်းပင်ထိရောက်လာလေတော့တယ်ဒေါ်ပုလည်းအိယာထဲမှာလှဲနေ၍မရတော့ပဲအိမ်သားတို့ဒရဇက်ပြေးရလေတော့တယ်ညဦးရန်ကနေမနဲ့လင်းကျက်တွန်ချိန်ထိဒေါ်ပုခမအိမ်ပေါ်တက်လိုက်အိမ်သာဆင်းလိုက်နေအကျိန်ပေါင်းမရေမတွက်နိုင်လောက်အောင်ဖြစ်နေရတော့တယ်။မျက်ကွင်းတွေဟောက်ပက်ကြကအာရင်တွေလည်းကုန်ခန်းလာတော့တယ်။မိုးလင်းကနီးဝေးလင်းချိန်မှာတော့ဒေါ်ပုလည်းအိမ်သာကအပြန်အိမ်ပေါ်ကိုတက်ဖို့ခြေလမ်းမကြွနိုင်တော့ပဲ။လေကားရင်မတင်ပြုံးဆိုမောက်ရက်ကြီးလဲကျသွားလေတော့တယ်။ဝေးလင်းညူနှင်းတွေကြမှာဥပဒေတယောက်ပစိုးကိုခတ်တူတူပြင်းဝစ်ပြီးလမ်းလျှောက်ထွက်လာတယ်။ဥပဒေဆိုတာကလည်းတရွာလုံးမှာလူပြိုကြီးအဖြစ်နာမည်ကြီးတယ်လို့ခန္ဓာကိုယ်တောင့်ဖြောင်းနေစကားနေတဲ့သူတယောက်ပေါ့။ဒေါ်ပုတို့အိမ်ရှိရောက်မှာတော့ဥပဒေရဲ့ခြေလမ်းတွေဟာရုတ်တရက်ရက်တန့်သွားလေတော့တယ်အိမ်ရှိမှလဲနေရဒါဒေါ်ပုမဟုတ်လားဥပဒေလေအနာကိုအပြေးအလွှာသွားကြည့်လိုက်တော့ဒေါ်ပုခမမျက်နာလေးဖြူဖြော့ပြီးနှက်ခမ်းတွေတုံလို့တညာလုံးဝမ်းတော့စေးတံခမ်းထားတာဆိုတော့စကားတောင်မပြောနိုင်တော့ဘူးဒေါ်ပုဘာဖြစ်တာလဲထားပါဦးဥပဒေကလှုပ်နိုးပြီမေဒေါ်ပုကတော့မျက်လုံးကလေးကလင်နေခဲပါဦးဆိုရီအကြည့်နဲ့သာကြည်နိုင်လေတော့တယ်ဥပဒေလည်းကြံရမရတဲ့အဆုံးဒီတိုင်းထားရင်တော့ဒီပြိုးကြီးတေးဖို့ပဲရှိတော့တယ်ငါပဲကဲရတော့မယ်ဆိုပြီးဆုံးဖြတ်လိုက်လေတော့တယ်ဥပဒေကသူ့ရဲ့တောင်တင်းနဲ့လက်မောင်းကြီးတွေနဲ့ဒေါ်ပုကိုအသားအရာပွေချီလိုက်တော့တယ်ဆရာကြီးဟောခဲ့တယ်နင့်ကိုပွေချီမဲ့သူပေါ်လာလိမ့်မယ်ဆိုတဲ့စကားကခုတော့ကွက်တီပါပဲဒေါ်ပုရဲ့ကိုလေးကဥပဒေရဲ့ရင်ခွင်ထဲကိုရောက်သွားတဲ့အချိန်မှာတော့ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်သွားလေတော့တယ်တညလုံးဘိုက်နာပြီးအားပြက်နေတဲ့ဒေါ်ပုဟာဥပဒေရဲ့နှွေးထွေးတဲ့ရင်ခွင်ထဲမှာလုံခြုံမှုကိုခံစားလိုက်ရပြီးသူမရဲ့နှလုံးသားလေးဟာလည်းဒိန်နဲ့ခုံးလာပါတော့တယ်ဥပဒေကတော့ဘာမှမသိပဲဒေါ်ပုကိုအိမ်ပေါ်တင်ပေးဖို့ကိုပဲစိတ်ဆောနေတဲ့ဒေါ်ပုစိတ်ခိုင်ထားနော်ကျွန်တော်ရှိတယ်ဆိုပြီးဥပဒေကအားပေးစကားပြောတဲ့အခါမှာတော့ဒေါ်ပုခမဝေဒနာတွေတောင်ပျောက်သွားတယ်လို့ဥပဒေကဒေါ်ပုကိုအိမ်ပေါ်ကအိပ်ရတဲ့အထိတီတီချာချာချပေးပြီးအနားမှာပြုစုပေးနေတယ်မိုးလင်းလို့နေထွက်လာတဲ့အချိန်မှာတော့ရွာထဲကအတော်ကြီးတွေကဒေါ်ပုကိုဆက်စုဖို့ရောက်လာကြတော့တယ်အိမ်ပေါ်ကိုတက်လိုက်တဲ့အချိန်မှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အားလုံးလေးဗစက်အဟောင်းသားဖြစ်သွားကြရတော့တယ်လူပြိုကြီးဥပဒေကဒေါ်ပုရဲ့ခြေရင်းမှာထိုင်ပြီးရက်ခတ်ပေးနေတာကိုဟဲအမလီအပြိုကြီးဒေါ်ပုနဲ့လူပြိုကြီးပါတဲ့ငါတို့တော့မြေမကောင်းတာတွေမြင်နေရပြီလား
ဆိုပြီးအတော်ကြီးတယောက်ကအော်လိုက်ပါတော့တယ်။ဥပတစ်ကလည်းရှက်ကိုရှက်ကန်နေ မဟုတ်ပါဘူးဒေါ်ပူးကလှေကားကြီးမှာလဲနေလို့ကျွန်တော်ကူညီပေးတာပါ ဆိုပြီးရှင်းပြပေးမယ်လေဘယ်သူကမှမယုံကြတော့ဘူးဒေါ်ဘူးကလည်းအိယာတွေကနေပါးရီရဲလာပြီဥပတစ်ကကျမရဲ့ကက်တင်ရှင်ပါဆိုပြီးတိုးတိုးလေးပြောလိုက်တဲ့အခါမှာတော့တရွာလုံးဟိုးဟိုးကြော်သွားလေတော့တယ်အဲ့ဒီနေ့ကစလို့သူတို့နှစ်ယောက်လေးရင်းနှီးသွားပြီတိတ်မကြခင်မှာပဲလက်ထပ်လိုက်ကြတော့တဲ့ဒီတဲ့ရင်ကဆရာကြီးဦးဘိန်းတော်စီကိုလည်းရောက်သွားလေတော့တယ်ဆရာကြီးကတော့ခေါင်းပေါင်ကြီးတစ်ချက်ကိုပြင်လိုက်ပြီးသူ့ရဲ့လွယ်ကြီးကိုပုတ်ခါပြုံးလိုက်လေတော့တယ် တွေ့လားငါစိန်ကြီးကဘယ်တော့မှမလွဲဘူးမကြီးစားဆက်ပြားဟာအတိတ်ကံကိုရှင်းပေးလိုက်တာပဲကဲအခုတော့ဒေါ်ပုအတွက်လမ်းကြောင်းပွင့်သွားပြီ ဆိုပြီးလူရှိသူရှိမှဟန်ပါပါနဲ့ပြောလိုက်လေတော့တယ်ဒီဇက်လန်းလေးကနေပြီးပေးခြင်းတဲ့သင်ခန်းစာကတော့အကြောင်းတိုက်ဆိုင်မှုဆိုတာအံ့ဩစရာလို့ထင်မှတ်ကြတဲ့လူသဘောတဘာဝပါဆရာကြီးရဲ့စီနီကတကယ်စွမ်းနေဆိုတာထက်အခြေအနေနဲ့အချိန်အခါကွက်တီဖြစ်သွားတဲ့အခါမှာတော့ယုံကြည်မှုတွေပိုပြီးလွန်ကဲသွားကြတာပဲဖြစ်တယ်ဘာပဲဖြစ်ဖြစ်ဒေါ်ပုအတွက်တော့ဒီဝမ်းနှုတ်ဆေးကားကြီးဟာလောကရန်ရဲ့အလှည့်ပြောင်းမှာချိုမြိန်နဲ့အချစ်ဇလန်တစ်ပုတ်ဖြစ်သွားခဲ့ရပါတော့တယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇလန်လေးတွေကိုသဘောကျတယ်ဆိုရင် channel ကို like and subscribe လုပ်ဖို့မမေ့ခဲ့နဲ့နော်